TikTok နဲ့ YouTube တို့ကအခမဲ့အသုံးပြုလို့ရတဲ့ app တွေပါ။သူတို့ကုမ္ပဏီကြီးတွေကဘယ်လိုငွေရှာသလဲအသုံးပြုသူ creator တွေကိုဘယ်လိုငွေပြန်ပေးသလဲအယိုးရှင်းဆုံးပြောရမယ်ဆိုရင်သူတို့ရဲ့အဓိကဝင်ငွေကကြော်ညာပါ။ကြော်ညာလေးတွေတက်လာတာကိုကြုံမှုကြမှာပါ။အဲ့လိုကြော်ညာလေးတွေတက်လာဖို့အတွက်ကိုတစ်ဖက်မှာလည်းကုမ္ပဏီအများကြီးကသူတို့ရဲ့ကုန်ပစ္စည်းတွေကိုကြော်ညာဖို့အတွက် TikTok နဲ့ YouTube ကုမ္ပဏီမှာလာရောက်အနှံကြတယ်လို့ပဲအလွဲမှတ်ထားလိုက်တာဟာပိုပြီးမှရှင်းပါတယ်။ဒီနေရာမှာသိထားမှာကကြော်ညာနည်းတွေကလည်းအများကြီးရှိတယ်ဆိုတာပါပဲ။ဒါကြောင့်ဒီ platform တစ်ခုကခိတ်သစ်ကြော်ညာလောကရဲ့အားထားရတဲ့ကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်။အသုံးပြုသူ creator တွေကို TikTok, YouTube ကနေဘယ်လိုငွေပြန်ပေးသလဲဆိုရင်တော့အဲ့ဒီကြော်ညာဝင်ငွေတွေကနေ YouTube, TikTok ကအသုံးပြုသူ creator တွေကိုကြော်ညာဝင်ငွေတွေက25%ကိုအသုံးပြုသူ creator တွေကိုပေးပြီး45%ကို YouTube, TikTok ကယူပါတယ်။ဒါပေမဲ့ creator တွေဟာအလိုလျှောက်ရတာမဟုတ်ပါဘူး။အဲ့လိုရဖို့အတွက်လုပ်ရမယ့်အရာလေးတွေရှိပါတယ်။အဲ့ဒါကတော့သူတို့အတွက်အလုပ်လုပ်ပေးတဲ့ပုံစံမျိုးပါပဲ။အဲ့အရာလေးတွေဟာဝင်ငွေလမ်းကြောင်းလေးတွေရဲ့အစပါပဲ။အားလုံးပဲအဆင်ပြေကြပါစေ။သိချင်တာလေးတွေရှိရင်လည်း comment မှာလာမေးလို့ရပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်။